မြန်မာနိုင်ငံရေးဝန်ကြီးကပြောတယ်လို့ဆိုပြီးတော့သတင်းတစ်ခုပြထွက်တယ်ထိုင်းနိုင်ငံရေးဝန်ကြီးကမီဒီယာတွေမှာပြောလိုက်တာပါလဲဆိုတော့လာမဲ့မြန်မာအစိုးရတပ်ကဧပြီလတကြံမတိုင်မှာအစိုးရတပ်ပေါ်မယ်တဲ့နော်အဲ့ဒီထက်မှာသမရတွေဝန်ကြီးချုပ်သမရပါမယ်ဝန်ကြီးချုပ်ပါမယ်တက်ချုပ်အသစ်တွေပါမယ်ဆိုတဲ့သဘောမျိုးထုတ်ပြောသွားတယ်ဆိုတော့ကျွန်တော်တို့စိတ်ဝင်စားပါတယ်နိုင်ငံရေးဝန်ကြီးဦးသန်းဆွေကထိုင်းနိုင်ငံရေးဝန်ကြီးကိုတမင်ပြောခဲ့တာလားတကယ်ပြောခဲ့တာလားတော့ဒါသက်ဆိုင်ရာပုဂ္ဂိုလ်ပဲသိမှာပေါ့သက်ဆိုင်တဲ့ပုဂ္ဂိုလ်ကြီးရပဲသိပါလိမ့်မယ်ဘယ်လိုဖြစ်အဲ့ဒါတွေကိုလောကစုပ်ဖြတ်ချက်ကဗိုလ်ချုပ်မှုကြီးရှိမှာပဲရှိနေတာဗျလောလောဆယ်ဗိုလ်ချုပ်မှုကြီးရှိမှာပဲရှိနေတာဦးခင်ကြီးစီမှာတော့ရှိနေတာမဟုတ်ဘူးဗိုလ်ချုပ်မှုကြီးစီမှာပဲရှိနေတာအဲ့စုပ်ဖြတ်ချက်ကိုလောဘာလို့ဗိုလ်ချုပ်မှုကြီးရဲ့သဘောထားမှတ်ချက်တွေကိုလည်းဦးခင်ကြီးတို့ဒီဘက်ကပြည်ခိုင်မှုအစိုးရစောင့်နေပုံရတယ်အဲ့ဒါကြောင့်မလို့တို့ဒီချိန်မှာအစိုးရဖွဲ့စည်းရေးကိစ္စတွေစီးရင်စရာတွေဘာညာတွေလုပ်တာတွေကိစ္စတွေကဦးခင်ကြီးတို့နဲ့ဟိုကဗိုလ်ချုပ်မှုကြီးတို့နဲ့ညှိနှိုင်းတိုင်ပင်ပြီးတော့လုပ်နေကြတယ်လို့ကျွန်တော်ခံမှန်းရတယ်အဲ့တော့ဒီတချို့ကိစ္စတွေမှာဗိုလ်ချုပ်မှုကြီးရဲ့သဘောထားမှတ်ချက်ကိုလည်းဘာလို့စောင့်လဲဆိုတော့ဗိုလ်ချုပ်မှုကြီးကဒီတိုင်းပြည်ကို9နှစ်တိတိထိန်းချောင်းပေးခဲ့ရဖြစ်တဲ့အတွက်သူ့ရဲ့သဘောထားမှတ်ချက်ကိုပြည်ခိုင်ပါတီကမယူဘဲနဲ့ကိုနိုင်လို့ကိုလုပ်တယ်ကွာဆိုရင်လည်းတပ်မတော်နဲ့ပေါင်းစပ်ညီနိုင်မှုမလုပ်ဘူးဆိုတော့မလုပ်တဲ့အတွက်ဟိုမလူလိုက်တဲ့အရှုဆိုးကျိုးလေးတွေဖြစ်သွားနိုင်တယ်ဒါကြောင့်မို့လို့သူတို့ချင်းချင်းလဲဒါညှိပြီးတော့လုပ်နေကြတာတွေ့ရတယ်တချို့ကပြောလိမ့်မယ်ဥခင်ကြီးနဲ့ဦးဟာနဲ့ဦးမြောင်နိုင်နဲ့ကိုတဲပြီးတိုက်ပြီးတာလုပ်လိမ့်မယ်မဟုတ်ဘူးသူတို့ချင်းချင်းပေါင်းလုပ်နေရတယ်ပြောရင်ဥခင်ကြီးကလည်းဒီဗိုလ်ချုပ်မှုကြီးရဲ့သဘောထားမှတ်ချက်ကိုကောင်းကောင်းနားထောင်ပြီးမှသိချာလုပ်ပုံရတယ်မဟုတ်ရင်လည်းဥခင်ကြီးတို့ကမကောင်းဘူးပေါ့လေနော်အဲ့တော့ဘာပြောဟိုတက်ချုပ်အစ်စ်ပေါ်လာမယ်ဆိုတော့မိကွန်မျိုးနောက်တစ်ခုကပြောစကားမျိုးနောက်တစ်ခါဒီဝင်းကြီးချုပ်ဆိုတဲ့ကိစ္စအဲ့ဒါကျွန်တော်တို့စဉ်းစားတာကျွန်တော်တို့ဖွဲ့စည်းပုံချင်ဥပဒေမှာဝင်းကြီးချုပ်ဆိုတာမပါဘူးကြဝင်းကြီးချုပ်ဆိုတာတိုင်းဒေသကြီးနဲ့ပြည်နယ်ဝင်းကြီးချုပ်တွေပဲရှိပြီးတော့ပြည်အောင်စုအဆင့်မှာဝင်းကြီးချုပ်ဆိုတာမပါဘူးအဲ့တော့ဒီအရေးပေါ်ကာလမို့လို့ဒါဝင်းကြီးချုပ်ဆိုတာကိုခန့်ထားတာအဲ့ဒါကာလောကနေခန့်တာဆိုတော့ဟိုမှာသမရရှိတယ်သမရရှိပြီးတော့သမရအောက်ကဝင်းကြီးတွေသွားတဲ့ဟာကိုဂျားမှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဆိုတော့ဂျားခံမှုတာပဲရှိတာအဲ့ဒီနေရာမှာဝင်းကြီးချုပ်ဆိုတာမျိုးခံတာမျိုးဟာဖွဲ့စည်းပုံချင်ဥပဒေဘယ်ပုံမှဘယ်ဟာကိုသွားပြင်ပြီးတော့ဘယ်လိုလုပ်မလဲတော့မသိဘူးသို့တော့ဖြစ်လာနိုင်ကြီးမဖြစ်နိုင်ဘူးလားမေးလေကျွန်တော်နိုင်ငံဥပဒေဆိုတာကဗျာဒီလိုပြောထားတာဟိုလိုမလုပ်အောင်လို့မဟုတ်ဘူးဒီလိုပြောထားတာဒီလိုလုပ်ရမယ်လည်းမဟုတ်ဘူးလုပ်လို့ရတယ်ဆိုတာရှိတာကြီးပဲခင်ဗျာတာမန်ချင်းနေနဲ့တာမန်ချင်းနေမဟုတ်တော့ဆိုတာတော့စကလုံးရလုတ်သွားသေးတာပဲဗျာရသလားမင်းလုတ်ချင်တော့ရတာပေါ့ဒါပေမဲ့အဲ့ဒီသတင်းစကားကြီးကလည်းတော့ကျွန်တော်တို့အားအသင့်နေတယ်တမရရှိပါလေနဲ့ဝင်းချုပ်ဘာလို့ထပ်ခံပါလဲပေါ့ဘာလို့လိုအပ်လို့လဲပေါ့ပြီးတိုင်းပြည်ကအဲ့တော့ထပ်ထည့်ပါလုံးနိုင်မှာမဟုတ်လားနေရာပေးဖို့ရှောက်ပေးတာဆိုရင်တော့လည်းမဖြစ်သင့်ဘူးနေရာပြဟိုလူကြီးတွေဟိုပေးဒီပေးရှောက်ပေးရအောင်မလို့ဟိုယာရုတွေကိုလက်ဆောင်ပေးသလိုရှောက်ပေးတာမျိုးဆိုတော့မသင့်တော်ဘူးပေါ့သို့တော့တကယ်အလုပ်တွင်အောင်မလို့ပေးတာမျိုးဆိုတော့မပြောလို့ပါအခုတော့အဲ့လိုယာရုပါလာမယ်လို့ပြောတော့ကျွန်တော်တော်အမ်းသိနေတယ်တမရရှိရင်ရပြီလေဘာကိစ္စတမရဒုသမရနှစ်ယောက်ရှိနေပြီပဲဘာကိစ္စဝင်းချုပ်ကထပ်လို့မအောင်လို့မှလည်းပေါ့နော်ကျွန်တော်အဲ့ဒါကိုတော်တော်စဉ်းစားကြက်တယ်ပြီးတော့ဒီသတင်းကတမင်မဲဝါဒဖြန့်လိုက်တာလားဘယ်လိုရည်ရွယ်ချက်နဲ့ဦးသန်းဆွေကထိုင်းနိုင်ငံရေးဝန်ကြီးကိုပြောတာလဲဒါမှမဟုတ်ထိုင်းနိုင်ငံရေးဝန်ကြီးကကိုယ်တိုင်ကအကြားအကောက်လွဲတာလားဆိုကြပါစို့ဝင်းကြီးချုပ်ဆိုတာပြည်နယ်တိုင်းဝန်ကြီးချုပ်တွေကိုပြောတာအဲ့ဒါကိုပြောတာဟိုပြည်အောင်စုဝန်ကြီးချုပ်လို့သူထင်ပြီးတော့ပြောနေတာလားစသဖြင့်ဒါကတော့တာမန်သူတို့နှစ်ယောက်ကြားမှာရှိတဲ့ conversation ပေါ့သူတို့နှစ်ယောက်ကြား conversation ကပဲဆိုင်တယ်ကျွန်တော်တို့လည်းဒါကိုမှတ်ချက်ပေးရခက်တယ်ဒါပေမဲ့ဖွဲ့စည်းပုံချင်ဥပဒေရဆိုတော့မထော်မနိုင်ကြီးလိုရတဲ့ပို့လို့လာရင်နောက်မှလမ်းပြမြေပုံဖြစ်သွားရင်မကောင်းပါဘူးတခါရရင်တချို့ကိစ္စတွေကဖွဲ့စည်းပုံချင်ဥပဒေပါထားတဲ့အချက်တွေကိုတကယ်လိုက်နာကျင့်သုံးမယ်ဆိုရင်နောင်လူတွေအတွက်လမ်းပြမြေပုံမပေးခဲ့ဘူးလို့လမ်းပြမြေပုံဆိုတာရှေ့လူလောက်သွားတာပဲငါလည်းလုံးမှာပေါ့ဆိုရင်နောင်မှာတယောက်ပြီးတော့အဲ့လိုလုပ်ရင်းနဲ့ကျွန်တော်တို့ဥပဒေဆိုတာကစာရွက်ပေါ်ကစာအုပ်ထဲကစာတွေဖြစ်ကုန်မကောင်းပါဘူးဒါကြောင့်ဥပဒေကိုလေးစားလိုက်နာမယ်ဆိုရင်တော့ဥပဒေနဲ့အညီဖွဲ့စည်းတာပိုကောင်းတယ်ဥပဒေတိုင်းစနစ်ကျသွားတာကောင်းပါတယ်เนาะတခါကျရင်လည်းကျွန်တော်လည်းပြောရတာနည်းတော့လက်ပေါ်တော့ကတ်တယ်ဗျာเนาะတခါကျလက်ပေါ်တော့ကတ်တယ်အဲ့တော့ဒီတိုင်းတိုင်းဝင်ကြီးနဲ့မြန်မာနိုင်ငံဝင်ကြီးပြောတဲ့စကားတည်းအဲ့ဒီပါလာတဲ့စကားကတော့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောရရင်ဒီနေ့တော့ဒီလောက်ပါပဲ